မင်းတို့ရောက်ကကျူးကျော်ခဲအဲ့ကဲသွားရင်ဒီဘက်ကလူဘက်ကမှာဟိုကလည်းကျူးကျော်ဖြစ်သွားပြီဇက်ကောင်လူတူနေရကြီးအလဲမှာချဖို့ဟိုဘက်ကကြာ လာလိုက်တာမောင်ရဲ့မောင်အပြည့်ဒီလိုပြောတာပါငါဒီလိုတော့ပြောပြီ။ဒီအခန်းထဲလာလာတမမောင်တူတူလုံနေရတယ်။မင်းဟာမင်းမပြေပြပြစေမောလာလာမင်းကိုလာဒီလေးကအခုပြန်လိုက်တယ်အရန်ချောတဲ့လူတွေတော့လမ်းဟုတ်တယ်အဖြေတော့ဒီဖင်းနဲ့ထားတာမရဘူးဟိုဘယ်ဒီမှာအရန်ချောတဲ့ရွှေဘူးတော်ငါပညာကြီးတော်တော်ရတယ်အရန်ချောတဲ့လူတွေကောအရှောင်းသိတော်တက်တတ်တာပေါ့အခုပဲတိုင်းနေတင်ပေးတာပြီးတော့ဟေ့ရမင်းသားတကယ်ချောတာ ချောတာပေါ့ တကယ်ချောတယ် ချောတာပေါ့ခဏခဏငါမမေးနဲ့တော့ငါနှခါမလိမ့်ရင်ဘူးမင်းတော့မချောဘူးလို့ပြောနေတာအခုအဲ့ရွှေတွေအဆက်လားဟမ်ကိုဝန်နေစရာဗျာကျွန်တော်အယော30သွားမှာလေလည်းမဖြစ်တာရှင်မမပါဘူးမရတယောက်ကမရဘူးဖြစ်ရှင်မပြောဘောဒီကနာကိုလည်း ညနေကြတော့ပြောနေဟုတ်လားတယောက်ကမရဘူးတဲ့ဟိုကိုစုပါတဲ့မြေဖုံးတွေလုပ်နေတယ် သူကဒုတိယသေးနေကီလို30ပဲရတယ်ဒီကကီလို30ကျော်အဲ့တော့ကြားတယ်ဒီလေသူ့ကိုပေါ်သွားလို့ရတယ်လေဝိပါလက်ကစ်တစ်လုံးရှိတယ်သူ့ခုတ်ဖြတ်တစ်ချက်ဟာနွားကြီးလားအဲ့ဒါပြန်ဆက်ရမှာပေါ့ ရွှေမိုးရဲ့ကိုနေသာမင်းရဲ့ဥစုပါရဲ့လူရမယ်တယောက်ထားကြမှာဆိုတော့ လူစရာမလိုငါကို ငါဘာအတွက်လူပါ ငါကိုပဲလေ အောင်စဘူးရဲ့ လူရဲ့ အသေးလေးမှာချင်းနေရအမမအောင်စဘူးလေး ဒီကရရတယ်ဟာ အော် မန္တလေးရတယ်ဒီစားတင်းတာ အသေးလေးက အချင်းညာအကုန်ရနေမှာတင်ပြီးမှာ အစိုးကတတ်တိုင်းမမိုးတဲ့ချစ်လေးအစိုးကတတ်တိုင်းမမိုးတဲ့ချစ်လေးအမေကချွေးမလာလာလေးမို့အရင်လိုချစ်မတော်လေးအောင်စရာဆိုဟဲ့သူမင်းသမီးနဲ့သူ ကြည့်လေဟဲ့တကယ်ပြောလားကဲ အဲ့ဒီလိုသမီးကပြီဒီလိုသမီးကပြီအကုန်လုံးရပါပြီ ဟိုသားပြီလေပြင်းနေငယ်လေးနဲ့ အဲ့ဒါအဲ့ဒါညနေငယ်လေးနဲ့အကုန်လုံး